Hello အားလုံးပဲမင်္ဂလာပါဒီနေ့ teacher တို့လက်ထပ်ဆောင်နောက်ထပ်အသစ်တစ်လုံးကိုပြန်အတူတူလေ့လာကြမယ်ဆိုတော့အရင်ပတ်တွေတုန်းက teacher တို့လက်ထပ်ဆောင်နှစ်ခုသင်ပေးသွားပြီပထမအဆုံးဆောင်လေးက consonant အတန်လေးရယ်ဒုတိယအတန်လေးက a vowel အတန်လေးရယ်ဒီနေ့ကနောက်ထပ်တစ်ခု teacher တို့လေ့လာကြမယ် Are you ready? Say yes. Okay, so as usual, can you please let me know what do you see? ဒီပုံလေးကိုတစ်ချက်ကြည့်ပြီးတော့တစ်ချက်ကိုဘာတွေတွေ့ရလဲပြောပြပါအောင်ကဲဒီချက်မပြောခင်မှာသားတို့အရင်ရအောင်ပြောကြည့်သားတို့သမီးတို့အရင်ရအောင်ပြောကြည့်မယ်နော် Yes, I can see a cat. Oh, there is not only one. နောက်ထပ်ဒီမှာနောက်တစ်ကောင်ရှိသေးတယ် There is another cat. They have got different colors. ဟုတ်တယ်နော်ပြီးတော့ပြီဆိုရင်ဘာတွေတွေ့ရသေးလဲသားတို့သမီးတို့ Yes, there is a teddy bear. ဘာလေးလဲဒါက teddy bear ဟုတ်ပြီအိုးဒီမှာနောက်ထပ်ကြောင်တစ်ကောင်တွေ့သေးတယ်နော် There is another cat. So cute, right? And do you know what is this? ဒါဘာလေးလဲသိလားသားတို့သမီးတို့ Yes, it's a tent. ပြန်ပြောကြည့်ပါအောင် tent ဟုတ်ပြီဆိုရင်အိုးဟုတ်တယ်ဒီမှာ there is a train as well ဒီမှာယထာအယုတ်လေးတွေနော်ယထာလေးတွေယထာအယုတ်လေး and there is a turtle, a green turtle, right ဟုတ်ပြီဆိုတော့တချို့တို့ပုံပြင်နားထောင်ဖို့အစဉ်သင့်ဖြစ်ပြီလားဟိုးရှိတုန်းကတဲ့ဒီမှာ Tim နဲ့ဒါက Tim နော်ဒါက Sophia Tim နဲ့ Sophia ကတငယ်ချင်းတွေသူတို့ညောက်ကကစားတဲ့အခါမှာတဲ့အယုတ်တွေအများကြီးနဲ့ကစားတယ်။ဘာအယုတ်တွေလဲ Teddy bear, train ဟုတ်တယ်ပြီးတော့မှ tent ထဲမှာဆော်လိုက်နော်အပြင်မှာဆော်လိုက်ဆိုတော့သူတို့ညောက်ကတဲ့ဒီမှာနောက်ထပ် game တစ်ခုကိုကစားတယ်အဲ့ဒါကဘာလဲဆိုတော့ tennis ဘာ game လဲ tennis ကစားတယ်အဲ့ဆိုရင် tennis ကစားတဲ့အခါမှာဘာတွေလိုအပ်တာလဲဒီချက်တို့ကဟုတ်တယ်ဒီမှာ racket tennis racket လေးလိုတယ်ပြီးတော့မှ tennis ball နော် tennis ball လေးလိုတယ်ဆိုတော့သူတို့ညောက်ကအဲ့ဒါကစားတဲ့အခါမှာကဲဘောလုံးလေးကိုဟိုဘက်ကိုရိုက်လိုက်အဲ့ဒီ tennis ball ကိုဟိုဘက်ကိုရိုက်လိုက်ပြီးတော့နောက်ဒီဘက်ကိုပြန်ရိုက်လိုက်ဟုတ်တယ်မလားအဲ့ဆိုရင်သားတို့ကဒီချက်ကိုကဲဒီချက်တို့tennis game ကြည့်နေတယ်လို့မျိုးလို့ကဲပြီးတော့ဘာအတန်လေးထွက်မယ်လို့ထင်တယ်အဲ့ဒီ tennis ကိုရိုက်လိုက်တဲ့အခါမှာအဲ့ဆိုရင်သားတို့တမျိုးလည်းလိုက်ပြောကြည့်မယ်နော် I want you to pretend you are watching a tennis game နော်ကဲ tennis game ကြည့်နေတယ်ဆိုတဲ့ပုံစံလေးပြီးတော့မှ action လေးလိုက်လုပ်မယ်ဟုတ်တယ်ခေါင်းလေးကိုဟိုဘက်ကြည့်ရမ်းလိုက်ဒီဘက်ရမ်းလိုက်နော် okay နောက်တစ်ခါတော့ပြန်လုပ်ကြည့်ပါအောင်ဟုတ်ပြီ very good အတန်လေးလည်းထွက်မယ် action လေးလည်းလိုက်လုပ်မယ်နော် yes very good အဲ့ဆိုရင်သားတို့တမျိုးကအတန်လေးလည်းပြောတတ်သွားပြီဆိုတော့သားတို့တမျိုးဒီမှာ letter ပါ letter လေးတွေ့ရလဲ yes letter T letter T ဒီ letter T လေးကခုနကကျတော့ tennis game ကြည့်တဲ့အခါမှာဒီကျတော့ပြောသွားတဲ့အတန်လေးအတိုင်းပဲလိုက်ပြောကြည့်မယ်နော် yes letter T ကဘယ်လိုအတန်ထွက်တာလဲ very good ပြီးတော့သားတို့တမျိုးမှတ်ထားပါ letter T ဆိုတာက consonant အတန်လေးဖြစ်တယ်သူက vowel မဟုတ်ဘူးเนาะက consonant ဟုတ်ပြီပြီးတော့သားတို့တမျိုးက letter T လေးရေးတတ်တယ်ဟုတ်ကဲဒီချက်နဲ့အတူတူရေးကြည့်ရအောင်နော် okay letter T လေးအတူတူရေးကြည့်မယ်ကဲ let's do air right သားတို့တမျိုးကလက်လေးကိုထောင်ထားမယ်ဟုတ်ပြီ go down ပြီးတော့မှအလယ်မှာလေး cross လုပ်မယ်နောက်တစ်ခါတော့ပြန်အတူတူရေးကြည့်မယ်လိုက်လုပ်မယ်နော် okay ဒါ letter ပါသူရဲ့ letter name ကပါလဲ T သူကဘယ်လိုအတန်ထွက်တာလဲ alright so ရင်ဒီချာတို့တချင်းတူတူဆိုမယ် are you ready okay တူတူဆိုကြမယ်နော်ဒီချာတို့
ပထမအဆုံးကတချို့တို့အရင်နားထောင်တော့ဒါတို့တမျိုးကအရင်နားထောင်ပြီးတော့နောက်တစ်ခေါက်ပြန်ဖွင့်ပြီးတော့မှဒါတို့တမျိုးကအတူတူလိုက်ဆုံးโอเคနော်ဟုတ်ပြီတချို့တို့ action တူတူလိုက်လုပ်ကြမယ် When I watch the tennis game When I watch the tennis game my head goes back and forth Right my head goes back and forth Okay when you watch a tennis game your head will goes like this okay ဟုတ်ပြီဆိုရင်ဒီချက်ကခုနကပုံလေးကိုပြန်ပြမယ်ဒါတို့တမျိုးကဒီချက်ကို letter T ထအတန်ကြားရလားမကြားရဘူးလားဒီချက်ကိုပြောပြပေးပြီးတော့ဘယ်နားလေးမှာကြားလိုက်တာလဲအရှိဆုံးမှာလားအလယ်မှာလားအနောက်ဆုံးမှာလား okay look this is a teddy bear teddy အတန်ကြားလိုက်လားဒါတို့တမျိုးတို့ yes in the beginning အရှိဆုံးမှာကြားလိုက်တယ် yes teddy bear နောက်တစ်ခုကဒီမှာပါလဲဒါက tent အရန်တော်တယ် tent this is a tent ဘယ်နှခါတော့မှကြားလိုက်တာလဲကျွန်တော်နှစ်ခါနော် in the beginning and at the end tent okay ဟုတ်ပြီနောက်တစ်ခုဒါကဘာလေးလဲဘာကောင်လေးလဲ cat အရန်တော်တယ် cat ဒါတို့တို့အတန်ကြားလိုက်လားကြားလိုက်တယ်ဘယ်နားလေးမှာကြားလိုက်လဲအနောက်ဆုံးမှာနော် cat ဟုတ်ပြီ very good က consonants လာပါဗောလား consonant alright ဆိုတော့ဒီနေ့ကတချို့တို့က letter T လေးကိုတူတူလေ့လာသွားကြတယ်နောက်ရက်ဒီမှာတချို့တို့ blending တွေလည်းတူတူလေ့လာကြမယ်โอเคနော်ဆိုတော့ဒါတို့တမျိုးကဒါတို့တမျိုးရဲ့စာအုပ်မှာ letter T လေးကိုရေးပြီးတော့မှလို့အတန်ထွက်ပြီးတော့မှရေးပြီးတော့လေ့ကျင့်ထားနော် Okay so that's it for today see you in the next video bye bye